တာအီရိုရေငါမင်းတို့ဒီနေ့ Global Number 1 ချောင်းနဲ့ Global Number 3 ရှင်နဲ့စော့တဲ့ပွဲကိုပြမယ်ဗျာ။ brother တို့ကကြုံမှုလားမသိဘူးဒီမှာ Global Number 1နဲ့ Global Number 3ဆိုတော့သူတို့နဲ့တူတူစော့ရတာဆိုတော့ brother တို့လေးပုံမြောက်တဲ့နေပြီပေါ့ဗျာ။ကဲအရင်ဆုံးချောင်း Global Number 1လေးရဲ့ scale လေးကိုကြည့်လိုက်အောင်ဒီမှာ10မိနစ်တောင်မပြည့်သေးဘူးကြည့်လိုက်အောင်ကလို့ရောမောက်သိပ်သွားရော့ဆိုပြီးတော့ Oh my god brother တို့ကြည့်လိုက်အောင်ဒီပွဲမှာဆိုရင် EAP ကဂလိုကိုစောက်ခွက်ကိုမထောင်နိုင်အောင်ချောင်းအောင်အမောက်သိပ်ပေးတာ brother တို့ဒီမှာနိုင်လားမနိုင်လားအသာထားလိုက် Global Number 1နဲ့ Global Number 3ပါတဲ့ပွဲကိုစော့ရတာဆို brother လုံးဝလေးပေါ်မှာပဲအပေါ်မှာပဲနေရတာသိလားဟိုမရှုံးတာနိုင်တာနောက်မှထားတော့ကျွန်တော်သူတို့နဲ့စော့ရတာနဲ့တင်ကျွန်တော်ကိုစန်တက်ကမြင့်နေပြီလို့တော့ခံစား Oh my god what the fuck ရင် Global Number 3ကလည်းမခေဘူးဟေး Eddie တဲ့ကိုပိတ်ပြီးတော့ကန်တာအကုန်လုံး short နောက်ပြီးတော့ကျွန်တော်ကိုင်တာ referral ဆိုတော့လုံးဝသူတို့အတွက် perfect ကိုဖြစ်သွားရောအရန်ကိုမိုက်တယ်ဒီနေရာမှာဆိုလဲရင်ကဒီမှာ Eddie တော့မသုံးမဲနဲ့သူတို့နှစ်ကောင်ကိုတတ်ပေးသွားတာကိုကြည့်လိုက်တော့ brother တို့ show လိုက်တော့လုံးဝကိုကျွတ်စင်နောက်ပြီးတော့ကျွန်တော်တငယ်ချင်းနဲ့2ယောက်ဆော့ပါဘောနော်ဂေါနဲ့ကျွန်တော်ကဝက်ဖက်လာကိုင်းနေဟိုဘက်ကကျတော့3ယောက်ဆော့တယ်ဘစ်ထရစ်နဲ့ချောင်းရယ်နောက်ပြီးတော့ရင်ရယ်ပေါ့နော်3ကောင်တူဆော့တာသူတို့ Global Number 1နဲ့3နဲ့ကနောက်ပြီးဘစ်ထရစ်ရယ်ပေါ့နော်3ယောက်ဆော့ကြတာအဲ့မှာကျွန်တော်နဲ့အတူတူလာကြပါဘောနော်တော်တော်လေးကိုမိုက်တာပဲ brother တို့ရေကဲကြီးချောင်းနဲ့ရင်နဲ့ပေါင်းပြီးတော့ဘယ်လိုလုပ်သွားလဲဆိုတော့ brother တို့တစ်ချက်ကြည့်လိုက်တော့ show လိုက်တော့ဒီမှာဟုတ်လားဟာတလို့ရော့ဆိုပြီးတိတ်သွားတာကဲဒီမှာအမှန်မရှိသေးဘူးရောဂျာလာသေးတာဒီမှာအက်ဒီရဲ့ပိတ်လိုက်တာဟိုဒါရနည်းနည်းလေးတော့ချော်သွားတယ် Oh my god မိုက်တယ်ဒါမဲ့ brother တို့ဒီကောင်မလွတ်ဘူးဘာဖြစ်လို့ဆိုလဲချောင်းလဲရှိနေပြီသားဆိုတော့ဒီမှာရင်ကြီးကခီးထက်ရသွားတော်တော်လေးကိုလန်းနိုင်ဒီဘက်မှာရင်လုံးဝမသေးဘူးရင်လုံးဝကိုတစ်ချက်မှမသေးဘူးကျွန်တော်ကလည်းမခေဘူးနော် brother တို့ကျွန်တော် referral ကိုင်းပေမဲ့ကျွန်တော် scale ကလည်းမခေဘူး brother တို့ကဲအဲ့ Easter ကိုကျွန်တော်ရအောင်တတ်ပြမယ်ကြည့်နေရော့ဆိုပြီးအမှတစ်ချက်တည်းနဲ့သိရောကျွန်တော်အမှတစ်ဖက်ခေးရသွားတယ်ဒါပေမဲ့တစ်ဖက်ခေးလို့တော့မပြလိုက်ဘူးကျွန်တော်ဗီယာနဲ့ Easter ကိုနှစ်ကောင်လုံးကျွန်တော်ရရတဲ့အိုးဒါပဲလေ Global Number 3ဆိုတာကဲရော့အဲ့လိုလေးကြိတ်ပြတာလို့ Global Number 3 Oh my god brother တို့ရေဒီမှာကြည့်လိုက်အောင်ချောင်းရက် glow ကိုကြိတ်တာကိုကြည့်လိုက်အောင် sorry ပဲ brother တို့ရေကြိတ်တဲ့နေရာလေးကျွန်တော်ရိုက်လို့မရလိုက်ဘူးဖြစ်သွားတယ်ကဲဒါပေမဲ့ရင်းကြိတ်တာကိုကြည့်လိုက်အောင်အိုးဒီကောင် Rose Gold နဲ့ထွက်ပြေးသွားတာမဟုတ်ရင် Rose Gold မပိုင်အကောင်သေတယ်ဒါပေမဲ့လည်းသေမှာပဲလေကဲကျွန်တော်ကလည်း referral ဆို speed ရလုပ်ပြီးတော့တတ်လိုက်တာအကောင်သေရော short လို့ရရင်ကိုမကြည့်အောင် Eddie နဲ့ပူးထားတာတဲ့ဒီကောင်လုံးမဲ့ထင်နေလားမသိဘူးဗျာ short ရောကဲဒီမှာကြည့်လိုက်တော့ Global Number 1နဲ့ Global Number 3ရဲ့ K တွေနဲ့ scale တွေကိုလုံးဝချွတ်စိန် brother တို့ရေလုံးဝချွတ်စိန် share code ပဲပေါ့ကဲနောက်ကြ Oh my god ဒီမှာအလှလေးကန်ပြသွားတာ brother တို့ရေနောက်ဆုံးပဲအိတ်နဲ့လွယ်ချောင်းရဲ့နှစ်စင်းကန်ချက်လေးကိုကြည့်လိုက်တော့ Oh my god brother ကျွန်တော် brother တို့ slow mo နဲ့ထပ်ပြမယ်ကြည့်နေလားချောင်း Global Number 1ဆိုတဲ့အတိုင်းပဲ brother လုံးဝ skill ရကျွတ်စိန်ပဲ brother တို့ရေရှုံးနေတာနိုင်တာတာသူတို့နဲ့ဆော့ရတယ်ကျွန်တော်တို့ခုနပြောတဲ့အတိုင်းပဲလေးပေါ်မှာရောက်နေပြီအလေနောက်ဆုံးမှာတော့ကျွန်တော်တို့နိုင်သွားတယ် brother တို့ရောချောင်း Global Number 1နဲ့ဒါမှမဟုတ်ရင် Global Number 3နဲ့တူတူဆော့ဘူးကြလား brother တွေသူတို့ skill တွေဘယ်လိုရှိလဲဆိုတာ comment မှာတစ်ချက်မှန်းပေးကြအောင်ဗျာဒါမဲ့ကျွန်တော်တို့နဲ့ဆော့တော့သူတို့လုံးဝမိုက်တယ်အဲ့တော့ brother တို့ရောဘယ် Global Number တွေနဲ့ဆော့ဘူးလဲဆိုတာကို comment လေးမှာမှန်းပေးခဲ့ကြပါဦးခင်ဗျာ